ဓမ္မတို့အလုံးထိုင်မှပဲနှလုံးသားမှန်ကလာအလုံးမထိုင်မဲနဲ့သာယသမီးရှိပါရဲ့ကြားထဲမှာတော့နှလုံးသားမှန်မှုမလာပါဘူးဒါဒါဖြင့်ဓမ္မတွေကပထမရှိဘူးဆိုတာအိမ်မှာလို့ကြောင်းမှာပဲလာလောက်ကြပေါ့ဗျာခင်ဗျားတို့အကုန်လုံးနေကြတာပဲပြီးပြီးသားတွေပဲရှင်းစွာလေထွက်တာသိဝင်တာသိပြီးတမာတိတီအောင်လေးနည်းနည်းလေး15မိနစ်မနဲ့ဆက်တော့လုပ်ကြည့်လိုက်နော်မဟုတ်သေးတဲ့ပုဂ္ဂိုလ်တော့ပြောတာပါမလုပ်ပြီးသားဖြစ်တဲ့စတွေ့တဲ့ပုဂ္ဂိုလ်မျိုးဒါကစနေဖို့မလိုပါဘူးမလုပ်သေးတဲ့ပုဂ္ဂိုလ်ကြတော့ထိုင်ပြီးကြတာလေထွက်လာတယ်ဒီနားမှာတိုက်သွားတာလေထွက်ပြန်ပြီလို့သိလိုက်ပြီးတာဝင်လာပြန်တော့ဝင်ပြီလို့သိလိုက်ဒီလိုထွက်တိုင်းသိဝင်တိုင်းသိထွက်တိုင်းသိဝင်တိုင်းသိဆိုတော့စိတ်ဟာသမာဓိဟာဘယ်မှမပြေတော့တတိတသိနေတာဒါပြင်ဒီစိတ်ကိုကိုနိုင်ပြီလို့ဆိုလို့ရှိရင်ဖြင့်သူခါတိုင်းတောင်ပြေးမြောက်ပြေးတယ်အခုပြေးသေးရဲ့ပြေးပါဘူးထွက်တဲ့ကနေခြေတိုင်းမှာတတိတိကကျိုးနဲ့ခြေထားပြီဒီစိတ်ကိုဝဏ္ဏရဲ့စိတ်ကိုခြေထားပြီအဲ့ဒါသူနဲ့သမာဓိနဲ့တွဲမနေဘူးလားတွဲနေတဲ့ခါကျတော့မှအဲ့လိုတီးပြီးနေတဲ့ခါကျတော့မှခန္ဓာတော်လေးတီးပေါ်ရပြီဆိုလို့ရှိရင်သူ့အသာလေးထားပြီးရှင်မြဲတိုင်းရှင်မြဲတိုင်းရှင်သိနေတာပေါ့သိရနေပြီးတော့မှခန္ဓာကိုယ်ထဲမှာဦးလာလားအေးလာသလားလှုပ်လာသလားရွလာသလားသူ့ချရဘာပေါ်ကြုံဆိုတာကိုခင်ဗျားတို့သမာဓိတီးလာတော့ခန္ဓာကိုယ်ကပြောတယ်တပည့်ကြဘယ်လိုပြောမှာခန္ဓာကိုယ်ပြောတယ်ရတယ်နားတယ်ကြိုက်တယ်ကျင်တယ်ညောင်းတယ်ဒီလိုနဲ့ပြောလိုက်ဦးတယ်အေးတယ်လှုပ်တယ်ငြိမ်တယ်ဒါလည်းပြောလိုက်သမာဓိရှိတယ်ဘယ်ဟာလည်းကပြောမသိဘူးသိပါဘူးသမာဓိမရှိသေးတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်ဟာကပြောမသိပါဘူးလောကီဥမာနဲ့ဘုန်းကြီးနည်းနည်းလေးရှင်းပြရင်ခင်ဗျားတို့ရှင်းမှာညလူချီတိတ်နေတဲ့အချိန်ကြတော့ဟောဒီတိုက်တော်တော်မြင့်ပါလေ18ပဲတော့မြင့်တယ်အဲ့ဒီဘောကနေပြီးကာလအိမ်အောင်ငယ်ငယ်လေးကြရတော့အောက်မှာဘယ်မှမရှိတဲ့အချိန်မှာကြားနိုင်အခုလိုလူများတဲ့အချိန်ကြတော့အိမ်အောင်ကြလို့သိပါမလားမသိပါဘူးဟောလို့ဟိုဆက်တန်ကလည်းရှုပ်ငယ်နေရလူတန်တွေကလည်းရှုပ်ဒါဖြစ်လို့လို့ဆိုမငြိမ်မစင်ရင်တော့တော်ကြားတယ်ပြင်းထန်တဲ့သံတောင်ကြားရလားကြားပါဘူးထုံနည်းတွေပဲစိတ်ငြိမ်ပြီးခိုင်းတဲ့နေရာမှာဒီနေရာသမာဓိလေးတည်ပြီးဒီနေရာဘယ်မှမပြေဘူးဆိုတဲ့အချိန်ကြတော့ခန္ဓာကိုယ်တွေကဘဝလှုပ်လာလဲသိတာပဲဒီကပူလာလဲသိတာပဲအေးလာလဲသိတာပဲဟုတ်လားရလာလဲသိတာပဲနာလာလဲသိတာပဲကောင်းလာလဲသိတာပဲရှင်းမလားရှင်းပါဘူးအဲ့ဒီလိုသိလာလို့ရှင်းဖြင့်သမာဓိအားကြီးတဲ့ပုဂ္ဂိုလ်ကြတော့ဒီခန္ဓာကိုယ်ကပြောတာပြီးအကုန်မသိဘူးလားသိပါဘူးအဲ့ဒီလိုသိလာတာဒီခန္ဓာဤပင်ကိုယ်သဘောလားခုမှကိုယ်သမာဓိရလို့သူပြောတာတွေအကုန်သိတာလားလို့မဲလို့ရှင်းဘယ်နဲ့ဖြေကြခန္ဓာဤသဘောတွေသူကဒီလိုပါပဲဆိုတာဘယ်သူကပြောခန္ဓာကပြောတယ်ဆိုတော့ဒါဒီနေ့ညအလုပ်တင်နေတယ်လို့အောက်မေ့ကြမှာနော်ခန္ဓာကပြောတယ်ဆိုတော့ခန္ဓာဒီကားလို့ဆိုလို့ရှိရင်ဖြင့်သူ့သဘောကဖြင့်ဘုံနေရာမျိုးဒီနေရာတစ်ဖုံမှာလားဆိုတာပေါ်လာပေါ်ပါဘူးဒါဘာလို့ဆိုတော့ခန္ဓာဒီဖောက်ပြန်လာအရင်သမာဓိရှိတော့သမာဓိမရှိခင်တုန်းကတော့စိတ်မတည်တုန်းကတော့ဖောက်ပြန်နေ냐ဆိုတယ်ဘယ်မှမသိဘူးသိရဘုရားသမာဓိလေး15မိနစ်ဆက်ဖမ်းပြီးတော့မှဖမ်းနေမှတည်းနဲ့ခန္ဓာကဖောက်ပြန်နေတယ်ကြည့်လိုက်တော့ပေါ်မလားပေါ်ပါဘူးဘယ်နဲ့ကြောင့်ဒီဖောက်ပြန်တာတွေခန္ဓာတွေကထူးထူးခြားခြားရတာတွေနာတာတွေကြိုက်တာတွေကောင်းတာတွေစိတ်မျိုးမျိုးပေါ်တာတွေသိလာပါလိမ့်မလို့မေးလို့ရှိရင်မောင်းနိုင်ဘယ်နဲ့ဖြေပါ့မလဲဒါကြောင့်ဘုရားသမာဓိတော်ရထဗုဒ္ဓမဇာနတိသမာဓိတုတ်တွေကိုနဲ့တာတွေမဟုတ်ဘူးတန်ရုပ်တွေအင်္ဂုတ္တတို့မှာနော်သမာဓိတော်သမာဓိရှိတဲ့ပုဂ္ဂိုလ်ရထဗုဒ္ဓဟုတ်တိုင်းမှန်စွာပဇာနာတိခန္ဓာပေါ်၌သိရှင်းသမာဓိအရှိတဲ့ပုဂ္ဂိုလ်ခန္ဓာပေါ်၌ဘာတွေသိလဲဟုတ်တိုင်းမှန်စွာသိတယ်ဆိုတော့ဘယ်လိုဟုတ်ပြီဘယ်လိုမှန်တာသိပါလိမ့်မလို့လို့မဲတဲ့အခါကျတော့ခန္ဓာကရတယ်လို့ပြောလို့ရှိရင်ကျဟောဝေဒနာခန္ဓာပဲလို့ပြောတာနာတယ်လို့ပြောလို့ဝေဒနာခန္ဓာလို့ပြောတာကောင်းတယ်လို့ပြောပြန်တော့ဝေဒနာခန္ဓာလို့ပြောတာပဲအလတ်စားလေးရှိတယ်လို့ပြောပြန်တော့ဒါဖြင့်ဘယ်သူကပြောတာခန္ဓာခန္ဓာကပြောနေတာခန္ဓာထဲမှာဝေဒနာမျိုးမျိုး
ပေါ်နေပါလားကောမသိဘူးစိတ်တွေမျိုးမျိုးပေါ်နေတယ်ရုပ်တရားကိုလည်းအေးလည်းလှုပ်လိုက်ငြိမ်လိုက်ပြီကောဘယ်နဲ့ကြောင့်သိပါလဲမောင်ကြီးဒါပြန်ပါဠိတော်နဲ့ကြိုက်ပါဓမ္မရီတော့တည်ကြည်ပြီးသောပုဂ္ဂိုလ်ဟာယထာဘုဒ္ဓဟူတိုင်းမှန်ဆိုတာဗဇာနာတိခန္ဓာကပြောတာသိမသိသေးဘူးသိပါဘူးဒါအိမ်ရောက်စမ်းကြည့်ပါအိမ်ရောက်စမ်းကြည့်ကြပါဒကာဓမ္မတွေနော်စမ်းကြည့်တဲ့အခါကျတော့ဩခန္ဓာဒီလိုပြောနေပါလားဟိုကရာဒီကနာဟိုကကြိုက်တရားခိုက်ဟိုစိတ်ကလေးတွေသိသံပေါ်လာတယ်ဟိုရုပ်ကြီးကဘူးလိုက်အေးလိုက်ဟိုတုံလိုက်လှုပ်လိုက်ငါပိန်လိုက်ဖောင်းလိုက်အမျိုးမျိုးဖုံပုံသူခန္ဓာကပြောနေပြောပဲပြောပါအဲ့ဒါဘယ်သူကပြောတာလဲဒကာဓမ္မခန္ဓာပြောတာဆိုတာသိကြပါလားသိကြပါခန္ဓာကပြောတာကသိကြတော့ဟိုဘုန်းကြီးတို့ဒကာဓမ္မတွေကဩဒီဥစ္စာခန္ဓာဆိုတာငါကတို့ဘုရားကဟောတာဖောက်ပြန်ပြည့်စည်တာကိုဟောတယ်မှန်ပါခန္ဓာဆိုတာဖောက်ပြန်ပြည့်စည်တယ်မှန်ပါခန္ဓာဆိုတာဖောက်ပြန်ပြည့်စည်တာအဲ့ဒါအခုအသစ်ပေါ်လာတာလေးဟာငါကပင်ကိုယ်သဘောစွန့်ပြီးပေါ်လာမှန်ပါဒါသူဖောက်ပြန်တယ်လို့မဆိုဘူးမှန်ပါအဲ့ဒီဖောက်ပြန်တာလေးပဲသမာဓိရှိတဲ့ပုဂ္ဂိုလ်ကြည့်လိုက်ကြတော့ဖောက်ပြန်တာလေးပျောက်တယ်ပျောက်ပါပျောက်ဘူးလားပျောက်ပါဒါဖြင့်ဖောက်ပြန်တာကပေါ်လာတာပြည့်စည်တာကပျောက်တယ်ဖောက်ပြန်တာကပြည့်စည်တာကပျောက်သွားတော့ဆက်လိုက်ပြက်လိုက်ပဲပြန်ရောက်မှန်ပါဘာပြန်ရောက်ဆက်လိုက်ပြက်လိုက်ပြန်ရောက်တော့ခန္ဓာကိုယ်ထဲမှာအဖြစ်နဲ့ပြက်တာရှိပါလားတွေ့ကြတယ်ဘူးလားတွေ့ပါဘူးဘာတွေတွေ့ခန္ဓာကိုယ်ရဲ့ဖြစ်မှုနဲ့ပြမှုပဲရှိဒါအိမ်ကြလိုက်ခြင်းတရားဓမ္မကြီးလေး15မိနစ်လောက်ဖမ်းပြီးတော့ခန္ဓာစောင့်ကြည့်နေကြစောင့်ကြည့်နေတဲ့အခါကျတော့ခန္ဓာကဖောက်ပြန်တဲ့ပြည့်စည်တာကိုသူပြောလိုက်ဝေဒနာလေးပေါ်လာရင်ဖောက်ပြန်လာငကောမရှိပဲကိုပြခုမှဖောက်ပြန်တယ်ဒုက္ခပေါ်လဲဖောက်ပြန်လာတာဒုက္ခလေးပြောက်သွားကြတော့ပြည့်စည်တာကြောက်တော့ပြည့်စည်တာကိုပေါ်ရပေါ်လာတော့ပေါ်လာတာဘယ်လိုသဘောအထဲမှာထူးခြားပေါ်လာမှန်ပါသဘောကျထူးခြားပေါ်လာတာကဘာလဲဖောက်ပြန်တာလေးပဲစိုက်ကြည့်လိုက်တော့ပြည့်စည်တာမြင်ရတော့ခန္ဓာကိုယ်ထဲမှာဖောက်ပြန်ပြည့်စည်တာရှိပါလားဘယ်လိုဆိုကြဖောက်ပြန်ပြည့်စည်တာရှိတယ်ဆိုတာရိပ်မိဟောဒီကြရမှာခန္ဓာထဲမှာဖောက်ပြန်တာနဲ့ပြည့်စည်တာပဲရှိတယ်အသက်ပေါ်လာတာကဖောက်ပြန်တာပေါ်လာတာလေးပြောက်သွားတာကပြည့်စည်တာသဘောကျဖောက်ပြန်ပြည့်စည်တာလေးကြီးတွေ့ပြီးနေတော့ယောက်ျားလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘူးဒိဋ္ဌိတွေခွာချင်မလို့တော့ဖောက်ပြန်ပြည့်စည်တာပဲတွေ့တယ်ဒီခါကျတော့မျက်နှာလေးလည်းမပေါ်လာဘူးဆံမင်းလေးလည်းမပေါ်လာဘူးကိုယ့်ဟာကိုညာလေးနဲ့ပဲကြည့်နေတော့ဖောက်ပြန်နေတဲ့ပြည့်စည်တာတွေ့နေတော့ယောက်ျားမိန်းမအလိုလိုပြလာမှန်ပါပြဘူးလားဖောက်ပြန်ပြည့်စည်တာလေးကကြည့်နေတဲ့ဒကာဓမ္မတို့ဘာတွေပြတ်သွားလဲယောက်ျားမိန်းမသားတွေသမီးတွေဆွေတွေမျိုးတွေကိုယ်ခန္ဓာမလဲငါလည်းပြောက်သူလည်းပြောက်လက်လည်းပြောက်ခြေလည်းပြောက်ဘာတွေပြောက်အကုန်ပြောက်ညနေဘာရင်ပေါ်နေအသက်ပေါ်တယ်ပြည့်စည်သွားတယ်အသက်ပေါ်တယ်ပြည့်ရတယ်ကြီးကြီးပြန်ပေါ်လိုက်ပြောက်နာရလေးကြီးလေးပြန်ခါခါလေးလာပြန်တော့ပေါ်လိုက်စိတ်မျိုးမျိုးပေါ်ပြန်ရုပ်တွေကပူလိုက်အေးလိုက်ရအောင်ပူလေးပေါ်လာလိုက်အပူလေးပြောက်သွားလိုက်အေးလေးပေါ်လာလိုက်ခန္ဓာကိုယ်ထဲမှာယောက်ျားမိန်းမဆိုတာကအရက်ကပြောတာပါလားတို့ငယ်ပဲတင်ထားလိုက်တဲ့အသွားပါလားသိချာသမာဓိတည်တည်နဲ့ညံမျက်လုံးနဲ့မျက်လုံးမှိတ်ကြည့်ပြီးတော့မျက်လုံးမှိတ်လိုက်တဲ့အခါကျညံမျက်လုံးကလာပွင့်သဘောကျပဂရိမျက်လုံးပိတ်ပြီးဒီကလာ6ဓာရပိတ်ပြီးဒီ9ဓာရပိတ်ပြီးမနောဓာရဆိုတဲ့ညံမျက်လုံးဖွင့်ကြည့်တာပေါ့ညံမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါကျတော့ဒကာဓမ္မတွေဘာတွေတွေ့ဖောက်ပြန်ပြည့်စည်တာတွေတွေ့နေပေါ်လာရင်ဖောက်ပြန်ပြီပေါ်လာတယ်မရှိပြန်ရင်အဲ့ဒီလိုဒီဒကာဓမ္မတွေကငါလည်းမရှိဘူးသူလည်းမရှိဘူးသိချင်ညာနဲ့ကြည့်တော့ဘာတွေတွေ့ဖောက်ပြန်ပြည့်စည်တာပဲတွေ့ပြီးဒီကလာနေတော့ဝိပရိနာမလက္ခဏာဒုက္ခသစ္စာဒကာဓမ္မတွေဝိပရိနာမလက္ခဏာဒုက္ခသစ္စာဝိပရိနာမလက္ခဏာပင်ကိုယ်တော်ကိုစွန့်သွားခြင်းဒီဒုက္ခသစ္စာမြည်ဆိုသဖြင့်ဖောက်ပြန်တဲ့ပြည့်စည်တာပင်ကိုယ်တော်စွန့်တာဖောက်ပြန်လာတယ်လေပင်ကိုယ်အနေတော်ကိုစွန့်တာပဲမှန်ပါပြည့်စည်သွားတာလေပင်ကိုယ်တော်စွန့်တာဒါဖြင့်ဖောက်ပြန်တာလေမတည့်တည်းကပုတ်လာတယ်ဆိုတော့ဖောက်ပြန်သူအမှန်တော်စွန့်
ဘောကြဒါရင်ဖောက်ပြန်တာလည်းပင်ကိုယ်သဘောဆွတ်တာပဲပျက်စီးတာတော့ခန္ဓာကိုယ်ထဲမှာရှိတော့ဖောက်ပြန်ပျက်စီးတာကြီးတွေ့နေတော့ဩဖောက်ပြန်ပျက်စီးတာဘာတွေပါလိမ့်မလို့ဆိုတော့ဒုက္ခသစ္စာကဒီပါလားလို့မှတ်လိုက်ဖောက်ပြန်ပျက်စီးတာဘာတွေပါလိမ့်ထိုင်တတ်ကြလားထိုင်ပြီးတခါတော့သမာဓိဖန်ပြီး10မိနစ်15မိနစ်ဖန်နေပြီးခန္ဓာကပေါ်ရာကိုကြည့်လိုက်တဲ့အခါကျတော့ဘာတွေတွေ့မှာလဲပေါ်လာတာကဖောက်ပြန်တာပေါ်လာတယ်ပြောက်သွားတာကအဲ့ဒီကဲကိုတွေ့ပြီဆိုမှပြင်ရုပ်ကနာရရွေးမနေနဲ့တာဒီကြတာရုပ်ကနာရရွေးမနေပါနဲ့တော့တဲ့ဖောက်ပြန်ပျက်စီးတဲ့သစ္စာနဲ့ရှုနေတော့ဖောက်ပြန်ပျက်စီးတာပဲတွေ့တာပါမှန်ပါရှင်းဖောက်ပြန်ပျက်စီးတာပဲတွေ့နေတော့ဩယောက်ျားတွေဖြုတ်ဖို့ကလိုသေးလိုပါဘူးဓမ္မိမပဲတော့ပြုတ်ပါသူတွေကိုဘယ်တော့ပါလိမ့်လဲပြုတ်သဘောကျဘယ်ကလာပါလိမ့်မလို့မဟုတ်ဘူးပေါ်လာပြီးပြည့်တဲ့ဓမ္မတွေပဲအကြောင်းဒီတိုင်းသာရှိနေအကြောင်းဖြစ်အကျိုးဖြစ်တာပဲအကြောင်းပဲအကျိုးပြတ်တာပဲဆိုတာလေးတခါတပါသွားအဲ့တော့ဖောက်ပြန်ပျက်စီးတာလေးကိုဒကာဓမ္မတွေစောင့်ကြည့်စေခြင်းတယ်နော်ဘာကြည့်ကြဖောက်ပြန်ပျက်စီးတာလေးဓမ္မတွေရှင်းပြီးတီအောင်လုပ်ပြီးစောင့်ကြည့်စမ်းပါတဲ့စောင့်ကြည့်တော့ဖောက်ပြန်ပျက်စီးတာဟာခြေတော့တွေ့မလားခြေတော့ပေါ်မှာဖောက်ပြန်ပျက်စီးတာတွေ့မလားကိုတွေ့မလားဖောက်ပြန်ပျက်စီးတာတွေ့မလားမျက်စိနားနာကောင်းတွေ့မလားဖောက်ပြန်ပျက်စီးတာတွေ့ဖောက်ပြန်ပျက်စီးတာတွေ့တော့ဒါတွေကဓမ္မ ानु ပဒနာသတိပဋ္ဌာန်တဲ့သစ္စာမြင်တဲ့ဓမ္မ ानु ပဒနာသတိပဋ္ဌာန်ရိပ်မိကြပါပါလိမ့်အဲ့ဒီကဲဆိုဓမ္မ ानु ပဒနာသတိပဋ္ဌာန်နဲ့ဒီတိုင်းခန္ဓာကိုယ်ကြီးစောင့်ကြည့်နေတော့ဖောက်ပြန်ပျက်စီးတာကဒုက္ခသစ္စာမြင်တာကမဂ္ဂသစ္စာဖောက်ပြန်ပျက်စီးတာကဒုက္ခသစ္စာမြင်တာကမဂ္ဂသစ္စာဖောက်ပြန်ပျက်စီးတာကဒုက္ခသစ္စာမြင်တာကမဂ္ဂသစ္စာတရားဓမ္မတို့သံဃာမှာမက်မျက်လုံးနဲ့ကြည့်လိုက်မက်မျက်လုံးနဲ့ကြည့်လိုက်သဘောကျဘာမျက်လုံးနဲ့ကြည့်မက်မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါကျတော့ဘာတွေတွေ့ပါလဲဒါပြန်ဘင်္ဂိုကလည်းခန္ဓာကိုယ်ကြီးကဖောက်ပြန်တာနဲ့ပျက်စီးတာပဲရှိဥပရိနာမလက္ခဏာဒုက္ခသစ္စာကိုဖောက်ပြန်ပျက်စီးတာရှိတယ်ကိုဖောက်ပြန်ပျက်စီးတာတွေ့လို့ရှိရင်ဒီမျက်လုံးဟာနှလုံးသွင်းမှန်မလားမမှားသေးလားမေးကြည့်မှန်ပါဘူးနှလုံးသွင်းတဲ့သွားမှန်ပါယောနိကမနတိကာရနဲ့ပညာနဲ့တွဲသွားပြီမှန်ပါအဲ့ဒီကဲလို့တွဲသွားတဲ့ခါကျတော့ဖောက်ပြန်ပျက်စီးတာကအစစ်ရှိပါလားလို့သိတော့ခန္ဓာကိုယ်ထဲမှာဖောက်ပြန်ပျက်စီးတာကဘာသစ္စာဒုက္ခသစ္စာဖောက်ပြန်ပျက်စီးလို့သိနေတဲ့သဘောလေးကမှန်ပါဘူးအဲ့ဒီမှာဒီမမျက်လုံးကြီးနဲ့ဒကာဓမ္မတွေကြည့်ပြီးဒီကလာနေတော့ဖောက်ပြန်ပျက်စီးတာကဒုက္ခသစ္စာကြည့်လို့မြင်လာလေးကမဂ္ဂသစ္စာလေးဖြစ်နေတော့နှလုံးသွင်းမှန်တော့လေဒုက္ခသစ္စာသွားတွေ့တာနောက်တော့ဒီဒုက္ခသစ္စာကြီးကဒကာဓမ္မတွေမြင်နေပဲမိမိခန္ဓာရဲ့လို့ပြောတာနေရတာပါလားဒုက္ခသစ္စာအဆိုင်ခဲကြီးပဲဒုက္ခသစ္စာတွေကြီးပဲအကုန်ရှိနေတာကိုဒါတွေမတွေ့ဘူးတွေ့တဲ့အခါကျလို့ရှိရင်ဒီအချိန်မှာပဲဒကာဓမ္မတွေစဉ်းစားကြည့်တော့ဖောက်ပြန်ပျက်စီးတာလေးကိုမြင်မနေဘူးမြင်ပါမြင်နေတဲ့ကမြင်တာလေးကမက်ကလေးဖြစ်မြင်တာမက်မျက်လုံးလေးသမာဓိမျက်လုံးလေးသဘောကျတနည်းဝိဇ္ဇာမျက်လုံးလေးဆိုရင်ဟုတ်မှန်ပါအမှန်သိလာတာကိုဝိဇ္ဇာမျက်လုံးကဟုတ်တယ်နော်မှန်ပါသမာဓိမျက်လုံးကိုဟုတ်ပါဉာဏ်မျက်လုံးကိုဟုတ်ပါဝိဇ္ဇာလေးကိုဟုတ်ပါဒါဒီလိုအဲ့ဒါတွေကဖရာပရိယနဲ့သာဟောနေတာစဉ်းစဉ်ဉာဏ်မျက်လုံးတစ်လုံးလေးပဲနော်မှန်ပါအဲ့ဒီကတော့နှလုံးသားမှန်နဲ့ဒကာဓမ္မတွေကြည်ပြီးဒီကလာနေတော့ဖောက်ပြန်ပျက်စီးတာနဲ့ပဲမြင်ပြီးဒီပြင်ယောက်ျားမိန်းမတွေခွာဖို့လည်းမလိုတော့ဘူးလိုသေးလားရှိတာမှဘာတွေတွေ့အဲ့တော့ဖောက်ပြန်ပျက်စီးတာဒုက္ခသစ္စာတွေ့တဲ့ဉာဏ်လေးမဂ္ဂသစ္စာလေးရနေတော့ဆူတောင်းလို့ရလားဒကာဓမ္မတို့နှလုံးသွင်းမှန်လို့ရတယ်အဲ့ဒါကြောင့်ဒါကြတော့ဆူတောင်းနေတော့ဒကာဓမ္မတို့ဒီမျက်လုံးလေးရပြီတဲ့နိဗ္ဗာန်နောက်နိဗ္ဗာန်မြင်တဲ့မျက်လုံးရတော့အခုကဒုက္ခမြင်တဲ့မျက်လုံးရတယ်တပည့်ကြဒုက္ခမြင်တဲ့မျက်လုံးခန္ဓာကိုယ်မှာဒုက္ခသစ္စာပဲဆိုတော့မျက်လုံးကဖြင့်ရပြီတဲ့ကာမိတိရတဲ့မျက်လုံးလေးရတယ်ငါကယောက်ျားမိန်းမထင်းနေတာဒုက္ခသစ္စာလို့ဘယ်တော့မှမအောင်မိဘူးမှန်ပါဘူးအခုတော့ဖြင့်ခြေဒုက္ခပြဒုက္ခတွေသင်ရှားပြီးဒီကလာနေတဲ့တွေ့ဒုက္ခမောဥပ္ပဇ္ဇမနာဥပ္ပဇ္ဇတိဒုက္ခနိဥ္ဇမနာနိဥ္ဇတိလို့ဘုရားကဟောထားတော့ဒုက္ခဖြစ်ဒုက္ခပြတ်တာတွေမြင်တော့ဒုက္ခသစ္စာသာရှိတယ်ဆိုတာပေါ်မလားပေါ်ပါဘူးဒါကတော့ပေါ်လာတဲ့ခါကျတော့
ဖြစ်တဲ့ကဒုက္ခသစ္စာမြင်လာလေးကစောင့်ကြည့်တော့ဒီတိုင်းမြင်မရဘူးလားဓမ္မရိယာပြီးကြည့်လိုက်တဲ့အခါကျတော့သူတော်ဘာကြည့်နေရတာလားတဲ့ငါကမိမိထင်နေတာကြည့်ရတယ်အခုမိမိလားဒုက္ခသစ္စာမိမိနဲ့ဒုက္ခသစ္စာကိုပြောတာဥပါလေဘယ်နဲ့လဲမိမိနဲ့ဒုက္ခသစ္စာမိမိကိုပဲလို့ရှင်းတဲ့ဥစ္စာဘယ်ဟောအောင်လို့မိမိကိုဟောဖောက်ပြန်ပြည့်စည်တာတွေပြနေတော့မိမိကိုယ်ကိုမဟုတ်တော့ဘူးဘာဖြစ်နေလဲဒုက္ခသစ္စာတက်တက်ဖြစ်နေတယ်ဆိုတော့ပေါ်လားမိမိကိုယ်ဟုတ်သေးရဲ့လားဒါပြန်မိမိကိုယ်မဟုတ်တဲ့ဒုက္ခသစ္စာတွေပဲဆိုတော့သိကြတယ်ဒီဖောက်ပြန်ပြည့်စည်နေတဲ့သဘောလေးတွေကလည်းပေါ်လဲပြောလဲပေါ်လဲပြောလဲပေါ်လဲပြောလဲနေပြန်တော့လေသူတို့ဘောပဲမိမိလိုဆန္ဒဒီထဲမှာတားလို့ရှိလို့မရတဲ့သဘောတွေပဲဆိုတာတွေကရောက်မလားရောက်ပါဘူးအဲဒီနဲ့အိဋ္ဌာတွေလည်းအတွန်းဝင်သွားပြီဒုက္ခတွေကိုပြောပါဘူးအနတ္တတွေကိုပြောပါဘူးဒီလိုမှတ်ကြပြီတော့ဟောက်ပြန်ပဲရှိတာတလုံးဟာဘာသစ္စာဒုက္ခသစ္စာအဲ့ဒီအနိစ္စဆိုတာလေဒီဒုက္ခသစ္စာတွေသွားဝင်တာပဲမှန်ပါဒုက္ခဆိုတာဒုက္ခသစ္စာအနတ္တဆိုတာဒုက္ခသစ္စာအဲ့ဒါယနေ့ညတရားဓမ္မတွေကိုသင်ပေးနေတာကခင်ဗျားတို့အနိစ္စဒုက္ခအနတ္တလုံးနေနေတော့နောက်ဆုံးပြီသစ္စာမြင်မှနိဗ္ဗာန်ဝင်တာဟောက်ပြန်ပဲရှိတာမြင်လို့ရှိရင်အနိစ္စဒီချက်ဝင်သွားပြီသစ္စာတွေဝင်သွားပြီမှန်ပါဒုက္ခသစ္စာတွေမှန်ပါသဘောကျဒီရင်ရှင်သာရိပုတ္တရာကပြောထားတဲ့ဒကာဓမ္မတွေရှင်းရှင်းကြည့်လိုက်သိသားပဲဥပမာရှင်ကြီးကဘုန်းကြီးတို့ကျောင်းဆင်းကနေပြီးဒီကလာဟိုဘက်ကြောင်ဆင်းသွားတယ်ဆိုတော့မောင်မယ်ရှင်ခြေရာတွေကထင်းမနေဘူးမှန်ပါနောက်တကခိုးတွေကဒီနောက်ကလိုက်သွားတဲ့အခါရှင်ခြေရာအုံမေအောင်နင်းနိုင်တဲ့သရဝါနောက်ထပ်လာကြမြင်သေးရဲ့မှန်ပါရှင်ခြေရာတွေကဝင်ကြရှင်ခြေရာတွေထောက်ပြီးဒီကလာတော့သူတို့လူကျင်တဲ့ခီးကိုအပြည့်တိုင်သွားကြမယ်မှန်ပါဆင်ချရာလည်းပဲဝင်ကြမယ်ဆင်ချရာကိုတိတ်ကြီးတာကရှိသေးရဲ့ရှိပါဘူးထို့တူပဲဟောက်ပြန်ပြည့်ရှိတာတခုမြင်လိုက်လို့ရှိရင်သူကဆင်ချရာပဲအနိစ္စလည်းဒီထက်ထောက်ရတာပဲဒုက္ခရောအနတ္တအတုပဟောလည်းဟောက်ပြန်ပြည့်ရှိတာတွေတလုံးနဲ့တရားဓမ္မတွေကပိုင်ပိုင်နေနေကြည့်နေသမာဓိရရနဲ့ကြည့်နေဩဟောက်ပြန်ပြည့်ရှိနေတာဟောက်ပြန်ပြည့်ရှိနေတာပဲဆိုတော့ဟောက်ပြန်တာကဖြစ်တာနော်အပြည့်ရှိတာကဖြစ်တာဒီကိုယ်လုံးမှာဖြစ်ပြပဲရှိတယ်ဆိုတာပြန်ဝင်လာတာပဲရင်းမိလားဒါကြောင့်ဟောဘာနာတွေကဘာနာတခါတွေတိခါတွေကမဖြစ်ပြကွာလို့တခြားအောက်မြင်လို့ဘာနဲ့ဒုက္ခသစ္စာပါရင်းမိဖြစ်ပြဘာသစ္စာအဲဒီတော့ဖြစ်ပြရှုနေတာသစ္စာရှုနေတာလို့မှတ်လားဖြစ်ပြရှုနေတာသစ္စာရှုနေတာဒုက္ခသစ္စာရှုနေအဲဒီလိုရှုတော့အရှုခံရတာကဒုက္ခသစ္စာရှုဉာဏ်ကမဂ္ဂသစ္စာသွားဖြစ်သေးဘူးလားအဲ့တော့တရားဓမ္မတို့အခုရှုနေတဲ့သဘောလေးကိုခင်တဲ့စိတ်ကလေးမင်းတဲ့ဆွဲလန်းတဲ့စိတ်ကလေးဟုတ်လားအထုတ်ပြီးတဲ့ဒါမျိုးဖြစ်ပြရကြံလို့အထုတ်ဦးမယ်ဆိုတဲ့တဏှာဥပါဒံကံနေလာသေးမှန်ပါဘူးဖြစ်ပြကလေးရှုနေရတဲ့အတွက်ကာမဒုက္ခနိကနိရောဓဆိုတဲ့တဏှာဥပါဒံကံနေတဲ့ကာမဒုက္ခနိကကာမဂုဏ်ခံစားတဲ့တဏှာဥပါဒံတွေကိုလာသေးမှန်ပါဘူးမလာတော့ဘူးနော်သဘောကျစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းဆိုတဲ့ဒုက္ခတွေကောမလာဘူးတရားကဘာဖြစ်နေတယ်ဆိုတော့ဩဒါဖြင့်ဆင်းရဲတဲ့လမ်းလမ်းမဟုတ်ဘူးကာမဂုဏ်ချမ်းသာတဲ့လမ်းလမ်းမဟုတ်ဘူးဒါအလယ်လမ်းပါလားလို့မှတ်လိုက်တာစိတ်ဆင်းရဲကိုယ်ဆင်းရဲတဲ့လမ်းကဟုတ်ကဲ့လားစိတ်ပါရကိုယ်တာရတဲ့လမ်းကောစိတ်ပါရကိုယ်တာရတဲ့လမ်းဆိုလို့ရှိရင်လည်းဒကာဓမ္မတွေကတဏှာကာမဒုက္ခနိကနိရောဓလမ်းဖြစ်တော့တဏှာလမ်းဖြစ်နေဘုရားကလည်းဒေါသလမ်းဖြစ်တဏှာလမ်းဒေါသလမ်းအလယ်ကိုရောက်သွားတယ်ဒါဖြင့်အလယ်လမ်းကိုရောက်ရင်းပြီဘုရားအလယ်လမ်းကဘုရားဖြစ်တယ်ဟုတ်သောတာပန်ဂရာနေကောအဲ့ဒီလိုဟောက်ပြန်ပြည့်စည်တာကိုမြင်တဲ့ဉာဏ်လေးကနေပြီးဒီကလာသွားမှအလယ်လမ်းကိုရောက်ဒီညာအလယ်လမ်းပဲဆိုတာရိပ်မိဘူးကောင်းနေတာဖြင့်ဒကာဓမ္မတို့ဒီနေ့ညစစမ်းကြည့်တာပေါ့ခင်ဗျာကိုတာအားဖြင့်စမ်းကြာတော့ရင့်လာတယ်နော်ရင့်လာတော့အခုအဲ့ဒီချိန်လေးမှာတစ်ချက်တည်းကိုဘောကဖြစ်စီပေါ့တစ်ချက်တည်းဖောက်ပြန်ပြည့်စည်တာလေးကိုညာနဲ့တဲ့ပြီးမြင်လိုက်တယ်ဆိုလိုက်ပါတယ်အဲ့ဒီတစ်ချက်ဟာမောင်နိုင်အလွန်ရေးကြည့်မှန်ပါဒီတစ်ချက်အလွန်ရေးကြည့်တယ်တဲ့ဒီတစ်ချက်ကဘယ်နဲ့ကြောင့်ဘယ်လောက်အရေးကြီးမုံမြတ်တယ်လို့ဆိုရပါလိမ့်မလို့ဆိုတော့ခုနကတဏှာဥပါဒံကာနေကိုလာသေးတယ်မှန်ပါဟာဒါဖြင့်ပပင်စာချုပ်ပြီမှန်ပါဒေါသဒုက္ခပရိဒီဝါတွေမှန်ပါဒါဖြင့်ဒကာဓမ္မတို့ကာမဒုက္ခနိကနိရောဓလမ်းလည်းမရှိဘူးမှန်ပါ
အတ္တကိလမနေရကလမ်းကောမရှိပါဘူးအလယ်လမ်းပေါ်သေးချာရောက်တော့အလယ်လမ်းကနေမှနိဗ္ဗာန်သွားလို့ရမှန်ပါဒါကမှနိဗ္ဗာန်သွားလို့ရအလယ်လမ်းကနေမှနိဗ္ဗာန်သွားလို့ရတယ်ဆိုတော့ပေါ်ကြမှန်ပါဒါဖြင့်ကိုယ်ခန္ဓာကိုငါကကိုယ်ခန္ဓာလို့ထင်နေတာမဟုတ်တော့ပါဘူးသစ္စာသက်ဒုက္ခသစ္စာသက်ပါပဲလို့ဆုံးဖြတ်ချက်ချမချဘူးညလုံးမိတ်ပြီးရှင်းတော့ညလုံးမိတ်ပြီးတော့ဟိုနေရာဖောက်ပြန်ဒီနေရာဖောက်ပြန်ဟိုနေရာပြည့်စည်ဒီနေရာပြည့်စည်တယ်ဒီမတွေ့ဘူးဖောက်ပြန်ပြည့်စည်တဲ့ဘာသစ္စာဒုက္ခသစ္စာမြင်တာဒါဖြင့်ကာမဂုဏ်ခံစားတဲ့လမ်းကိုပြတ်သွားပြတ်ပါဘူးကိုယ်ဆင်းရဲစိတ်ဆင်းရဲလမ်းနေတော့ပြတ်ပါဘူးဒါဘယ်လမ်းရောက်ဒီလိုရှုပ်နေတာအလယ်လမ်းရောက်တာပဲရိပ်မိလားရှုပ်ကများလာတဲ့အခါဖောက်ပြန်ပြည့်စည်တွေမြင်ရတဲ့အခါကျတော့စိတ်ထဲမှာညှင်းငွေမုန်းတယ်ဘာဖြစ်လို့မုန်းတော့လို့မဲတဲ့အခါကျတော့မှဖောက်ပြန်ပြည့်စည်တဲ့ကြီးရထားလို့မုန်းမှန်ပါဘယ်နဲ့ကြောင့်မုန်းဖောက်ပြန်ပြည့်စည်တဲ့ငါကတော့အရတော်လေဆိုလို့ထင်းတယ်မှန်ပါအခုတော့ညံမျိုးလုံးဆရာဘုန်းကြီးတက်ပြလိုက်တဲ့အတွက်ဖောက်ပြန်ပြည့်စည်တာပဲသေချာရထင်ရှားဘူးလားထင်ရှားပါဘူးထင်ရှားတော့အရမတော်ဘူးဒီဥစ္စာကြီးရကဲရံရမုန်းတဲ့ကြီးရထားတယ်ဆိုတော့ညာဟာဟောက်ပြန်ပြည့်စည်တာမြန်မာများရင်တက်လိမ့်မယ်မှန်ပါရမောင်းနဲ့ညာမတက်ပဲတက်ပါဘူးကျန်တော့တဲ့ရင်လည်းမကရွှေရမတ်တက်နဲ့မုန်းလုံးနဲ့မကပဲနဲ့ဒါကြီးနဲ့ဖြင့်နေပဲမနေကြဘူးရပဲမရကြဘူးဆိုတော့လေတက်လာအောင်မှန်ပါမတက်ပဲတက်ပါတက်ပြီနဲ့လည်းနေတယ်ခဏဖောက်ပြန်ပြည့်စည်တာတွေအကုန်ပြောက်သွားခန္ဓာပါပြောက်ဖောက်ပြန်ပြည့်စည်တာပြောက်တယ်ဆိုတော့ခန္ဓာပြောက်တယ်ပြောက်ပဲအဲဒီပြောက်သွားတဲ့ခါကျတော့မှဖောက်ပြန်ပြည့်စည်မှုဒါဒုက္ခသစ္စာအခုဖောက်ပြန်ပြည့်စုံမှုပျောက်သွားလို့မိမိညာလေးနဲ့အခုမြင်ရတဲ့နေရာကမဖောက်ပြန်တဲ့နိရောဓသစ္စာတပည့်ကြမဖောက်ပြန်တဲ့အဲ့ဒီနိဗ္ဗာန်ကကုသိုလ်ခဏညာလေးကအရင်တော့ဖောက်ပြန်ပြည့်စုံတဲ့ပဲနေတယ်နောက်တော့ဒီဖောက်ပြန်ပြည့်စုံတာကြီးမလို့ရှင်တော့ဖောက်ပြန်ပြည့်စုံတာပျောက်ထွက်သွားမဖောက်မပြန်ပဲနဲ့ခိုင်မြဲတာဒီလားပေါ့နိဗ္ဗာန်လာပေါ်တယ်ဆိုကြပါလားသဘောကျနိဗ္ဗာန်လာပေါ်တော့ဘယ်လိုပေါ်တော့ဆိုတော့ဓာတ်ရှင်ရင်ပြတယ်လို့ပဲပတ်လိုက်တော့အရင်တော့ပိတ်ကားကြီးပေါ်မှာအယုတ်တွေရှုပ်နောက်ဓာတ်ရှင်သိန်းတော့ပိတ်ဖြူကြီးပေါ်လာဘူးလားမသိငင်ကရှုပ်ချက်ခတ်နေသိမ့်လိုက်တဲ့အခါကျတော့ရှင်းသွားဒီမှာလဲဆိုနေပြီပဲပထမတော့ကသမာဓိနဲ့ရှုနေတော့ကရှုပ်ချက်ခတ်တွေရှုနေရတယ်ဟောက်ပြန်ပြည့်စုံတယ်ရှုနေရနောက်တော့မလို့ခြင်းတော့ပါဘူးမရကြတော့ယုံပါတယ်မုန်းပါတယ်ဆိုတဲ့ဉာဏ်တွေတက်ပြီးမလို့ခြင်းဘူးဆိုတော့ခဏပိတ်ကမြင်ရတယ်လို့တခါလေးရှင်းထွက်ပါပါရိပ်မိလားဒါလို့တင်ပေးနေတယ်တော့ယနေ့မှတ်ပါရှင်းမလား